ဆိုပြင်းသစင်မဟုတ်တဲ့မင်းသမီးနဲ့သတင်းတွေထွက်နေပြန်တဲ့ဟင်းဝင်းရံHello ဆယ်လီမမလာပါပြီရှင်အနုပညာဆိုင်ရာအကြောင်းအရာတွေနဲ့အတူလက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ဟင်းဝင်ရန်ကတော့မကြခင်မှာလက်ချက်မင်္ဂလာပြုတော့မယ့်သတို့သားလောင်းတစ်ယောက်ဖြစ်ပရိသတ်တွေအားလုံးကလက်ခံနေကြပြီဖြစ်ပါတယ်ဖခင်ကိုယ်တိုင်က2025ခုနှစ်ရဲ့နှစ်ကုန်ပိုင်းမှာဟင်းဝင်ရန်ကိုသူချင်ရတဲ့သူပရိသတ်တွေသဘောကျနေတဲ့သူအခုလက်ရှိဆိုရှယ်မီဒီယာမှာသတင်းထွက်နေတဲ့သူနဲ့လက်ထပ်ပြီးမယ်ဆိုတဲ့သတင်းကိုသူဖခင်ကိုယ်တိုင်ကအင်တာဗျူးတစ်ခုမှာဖြေကြားခဲ့တာဖြစ်ပါတယ်ဒါအပြင်ဟင်းဝင်ရန်နဲ့လက်ထပ်မဲ့သူကဘယ်သူပဲဝါဆိုတာကိုတော့မပြောပြခဲ့ပါဘူးဆိုရှယ်မီဒီယာမှာကလည်းဟင်းဝင်ရန်နဲ့နာမည်သတင်းထွက်နေတဲ့သူတွေက3ယောက်တောင်ရှိနေကြတာပါပွဲတစ်ခုမှဆိုရင်ဟင်းဝင်ရန်နဲ့ချစ်ကြိုက်နေတဲ့သူကအင်္ဂါနံနဲ့စရဲဆိုတဲ့စကားတခွန်းကြောင့်အားလုံးကစိုးပြည့်တဲ့စင်းလို့ထင်ကြသလိုတချို့ကလည်းမနစ်တုန်းကဟင်းဝင်ရဲ့မွေးနေ့မှာဆန်ရတီမိုးမြင့်ကမွေးနေ့ကိတ်ခွဲပေးခဲ့ဘူးတာနဲ့ပတ်သက်ပြီးဆန်ရတီမိုးမြင့်လို့လည်းထင်နေကြတာဖြစ်ပါတယ်အခုတခါမှလည်းစောင်းရွံ့ဆန်ဆိုပြီးသတင်းတွေကထွက်နေပြန်တော့တာပဲဖြစ်ပါတယ်ဆောင်းရုံးဆန်ကလည်းဟင်းဝင်ရန်ကိုချစ်ကြိုက်တယ်ဆိုတဲ့အကြောင်းကိုပွန့်ပွန့်လင်းလင်းပြောခဲ့ပူပါတယ်ဟင်းဝင်ရန်ရဲ့အသားရည်အယံမြင့်စကားပြောဟန်ကျင်နာမှုတွေကိုသူ့အနေနဲ့သဘောကျကြောင်းပြောခဲ့ပူတာပဲဖြစ်ပါတယ်ဒါကြောင့်ပရိသတ်တွေကဆွေခုန်ခဲ့ပါတယ်ဟင်းဝင်ရန်ကိုစိုးပြည့်တစ်စင်းနဲ့ကလွှဲရင်ဘသူနဲ့မှသဘောမတူတာကြောင့်ပဲဖြစ်ပါတယ်လွန်ခဲ့တဲ့ရက်ကဟင်းဝင်ရန်ရဲ့မွေးနေ့ပွဲပြုလုပ်ခဲ့ပါတယ်ဟင်းဝင်ရန်ကမနက်ပိုင်းမှာတော့စတုဒီတာအလူကိုကျွေးမွေးခဲ့တာဖြစ်ပြီးညပိုင်းမှာချင်းရခင်ရတဲ့တငယ်ချင်းတချို့နဲ့အတူစားတောက်ဆိုင်တစ်ခုမှာမွေးနေ့ပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်အဲ့ဒီပွဲမှာဆောင်းရွံ့ဆန်ကလည်းတက်ရောက်ခဲ့ပါတယ်ဟင်းဝင်ရန်ကဆောင်းရွံ့ဆန်ကိုလည်းဖိတ်ကြားခဲ့တာဖြစ်ပါတယ်အဲ့ဒီမွေးနေ့ပွဲကဓာတ်ပုံကြောင့်ဟင်းဝင်ရန်နဲ့သတင်းထွက်နေတဲ့သူကဆောင်းရွံ့ဆန်လားဆိုပြီးပရိသတ်တွေကတန်တရားများနေကြရတာဖြစ်ပါတယ်အဲ့ဒီပွဲကိုဆောင်းရွံ့ဆန်လည်းတက်ရောက်ခဲ့တာဖြစ်ပြီးဟင်းဝင်ရန်အတွက်မွေးနေ့ဆုတောင်းစကားပြောပြခဲ့ပါတယ်ဆောင်းရွံ့ဆန်တရားမွေးနေ့ဆုတောင်းစကားပြောနေတာကိုဟင်းဝင်ရန်ကကျင်နာနာနဲ့စိုက်ကြည့်နေတဲ့ဓာတ်ပုံကဆိုရှယ်မီဒီယာမှာပြန့်နှံ့လာပါတယ်အဲ့ဒီဓာတ်ပုံကိုကြည့်ပြီးပရိသတ်တွေကဆွေခုန်နေတာပါဒါအပြင်အဲ့ဒီမွေးနေ့ပွဲမှာဟင်းဝင်ရန်နဲ့စိုးပြည့်သစင်တွဲဖက်ထားတဲ့ဓာတ်ပုံတွေကပေါ်ထွက်လာတာမျိုးမရှိလို့စိုးပြည့်သစင်ကိုမဖိတ်ခဲ့ဘူးလားစိတ်ဆိုးနေတာလားဆိုပြီးအမျိုးထင်ချင်းတွေပြီးနေကြတာဖြစ်ပါတယ်နောက်ပြီးဆောင်းရွံ့ဆန်ကလည်းဟင်းဝင်ရန်ပေါ်မှာသဘောကျနှစ်သက်တဲ့အပြုမူတွေကရှိနေတာဖြစ်ပြီးအင်တာဗျူးတွေအတိုင်းမှာလည်းတောက်လျှောက်ဆိုသလိုဖြစ်နေတာကြောင့်ဟင်းဝင်ရန်သဘောကျနေတဲ့သူကဆောင်းရွံ့ဆန်များလားဆိုပြီးတော့လည်းတွေးဝေနေကြတော့တာပဲဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပရိသတ်တွေကတော့ဟင်းဝင်ရန်ကိုစိုးပြေတဲ့စင်းထဲမှာမဟုတ်ရင်ဘသူနဲ့မှသဘောမတူဘူးလို့လက်ခံထားကြတာပဲဖြစ်ပါတယ်မိခင်ဖခင်တွေကတော့ဟင်းဝင်ရန်တယောက်ကလက်ထပ်မဲ့အရွယ်ကိုရောက်နေပြီဖြစ်တာမို့လို့လက်ထပ်ပေးဖို့အတွက်အစဉ်အသင့်ဖြစ်နေတာပဲဖြစ်ပါတယ်ဒါပေမဲ့ကာယကံရှင်ဖြစ်တဲ့ဟင်းဝင်ရန်ကတော့သူနဲ့လက်ထပ်မဲ့သူကဘသူပဲဝါဆိုတာကိုအခုချိန်ထိထုတ်ပြောတာမျိုးမရှိပါဘူးပရိသတ်ကြီးအနေနဲ့ရောဟင်းဝင်ရန်နဲ့အမှန်တကယ်လက်ထပ်မဲ့သူကဘသူလို့ထင်လဲပြီးနောက်ပြီးဟင်းဝင်ရန်သားအမှန်တကယ်လက်ထပ်ဖြစ်ရင်ဘသူနဲ့သဘောတူလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရှိသွားပြီးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်အလဲအနုပညာဆိုင်ရာအကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်